ကျမနာမည်ကတော့ဒေါက်တာမျိုးနန္ဒာပါကျမကတော့ယခုလက်ရှိ UK နိုင်ငံကတာဖွားနဲ့မိရန်အတိုင်ပင်ခံထူးခုဆရာဝန်ကြီးတယောက်ဖြစ်ပါတယ်အဲ့တော့မိကုန်းလေးကအပြိုစစ်မစင်ဆေးစစ်ကြည့်လို့ရသလားတဲ့နော်ပြန်ပြောမယ်နော်ဆရာမကြီးတဲ့အပြိုစစ်မစင်ဆေးစစ်ကြည့်လို့ရသလားတဲ့အဲ့တော့ဒီမိကုန်းမျိုးကိုရင်းတော့လည်းတစ်ခါကျမတွေ့ဘူးတယ်အဲ့တော့တိတ်တော့ခဏခဏမေးတတ်တဲ့မိကုန်းမဟုတ်ပေမဲ့ထူးခြားတဲ့အတွက်ကြောင့်မလို့ကျမဖြည့်ပြီးကိုရွေးလိုက်တာပေါ့နော်ရွေးချက်လိုက်တာအဲ့တော့အပြိုစစ်မစစ်ဘာလို့သိချင်တာလဲဆိုတော့အဲ့ဒီမေးခွန်းကိုကြည့်ပြီးကျမမှမေးခွန်းပြန်ပြီးတော့ပေါ်လာတယ်ပေါ့နော်ဘာလို့အပြိုစစ်မစစ်သူတို့ကသိချင်တာလဲနော်ဟုတ်ပြီအဲ့တော့အပြိုစစ်တယ်မစစ်ဘူးဆိုတာဘာလဲတနည်းအားဖြင့် losing virginity လို့ခေါ်တာပေါ့နော်အပြိုမစစ်တော့ဘူးဆိုတာ virginity ကို lose ဖြစ်သွားတယ် lost ဖြစ်သွားတယ်ပေါ့နော်အဲ့တော့တကယ်တမ်းတော့အပြိုမစစ်တော့ဘူး losing virginity ဆိုတာတကယ်တမ်းတော့ delay ထုံးစံတစ်ခုပဲ delay ထုံးစံအစွဲလန်းတစ်ခုပေါ့နော် delay ထုံးစံတစ်ခုဆိုတာတဲ့ delay ထုံးစံအယူအဆအစွဲလန်းတစ်ခုတနည်းအားဖြင့်ဒီလူမှုအဖွဲ့အစည်းကနေပြီးတော့ယူဆထားတဲ့အယူအဆအစွဲလန်းတစ်ခုပဲဒါမှမဟုတ်ရင်တချို့လူမှုအဖွဲ့အစည်းတွေရဲ့ယုံကြည်မှုတစ်ခုပေါ့နော်ဒါကြောင့်မို့အပြူစင်ကောင်းတဲ့အပြူမစင်မကောင်းမှုဘာညာကုကဒါတွေကတကယ်တမ်းတော့လူမှုအဖွဲ့အစည်းက construct လုပ်ထားတဲ့ယုံကြည်မှုအစွဲလန်းတစ်ခုပဲအဲ့တော့ဒါဆိုရင်ဆရာမကအပြူမစစ်အောင်နေကြပါလို့တိုက်တွန်းနေသလားဆိုတော့ကျွန်မပြောတာဘာမှမဆိုင်ဘူးနော်ဆက်ပြီးတော့တည်တည်ချာချာနားထောင်ကြည့်ကျွန်မပြောမယ့်အကြောင်းအရာတွေထဲမှာတော့သဘောမတူမဲ့သူတွေအများကြီးရှိလာနိုင်တယ်ဒါပေမဲ့ကျွန်မကတော့ဆေးပညာအရာရောเนาะကျွန်မရဲ့ personal opinion အရာပါဖြစ်တင်ဖြစ်ထိုက်တာနဲ့เนาะအမှန်တရားနဲ့ဆေးပညာမှာသိထားတာကိုကျွန်မပြောပြပေးမှာဖြစ်တယ်ဟုတ်ပြီဆေးပညာအရာတော့ဒီအပြိုစစ်တယ်မစစ်ဘူး virginity နဲ့ပတ်သက်ပြီးတော့เนาะဘာရှိတယ်လဲဆိုတော့ဆေးပညာဆိုတာထက်လူအများစုကယုံကြည်ထားတာဘာရှိလဲဆိုတော့ myth လို့ခေါ်မှာပေါ့နော်ယုံကြည်မှုအမှားအယွင်းပေါ့နော်အဲ့ဒါဘာလဲဆိုတော့ Hyman myth or Hymanal myth Hyman ဆိုတာဘာလဲဆိုတော့ကျမတို့ main မကိုအဝမှာအဲ့တော့အမျိုးသားနဲ့နေရင်အမျိုးသားအင်္ဂါဝင်တဲ့အဝမှာ Hyman ဆိုတဲ့ membrane အမေးပါလေးရှိတယ်ဒါတွေကလူတွေကအမျိုးသမီးကမွေးလာတဲ့ခါမှာအဲ့ဒါနဲ့မွေးလာတယ်ဒါပေမဲ့လူတိုင်းကအမေးပါဆိုလို့ကျမတို့မျက်စိထဲမှာဟို cutting လို့နော်like ကတော့အဲ့လိုမြင်နေလို့တော့မရဘူးတယောက်နဲ့တယောက်မတူကြသလိုအရွယ်စားလည်းမတူဘူးပုံစံတွေလည်းမတူကြဘူးအဲ့တော့ဒီမွေးလာတော့ကနော်အဲ့ဒီလိုမျိုးပိတ်နေတော့မှနော်ပိတ်နေတဲ့ကလေးတွေဆိုတော့ကျမတို့ကဖောက်ရသေးတယ်နော်အဲ့တော့သဘောကအဲ့ဒါပဲတိတ်ထူနေတယ်ပိတ်နေတယ်တကယ်ဘလုံးကပိတ်နေတဲ့ဟာမျိုးဆိုကျမတို့ကဖောက်ရသေးတယ်ဘာလို့လဲဆိုတော့ယာတီသွေးဆင်းမှုအပေါက်လို့တာဟုတ်နော်အဲ့တော့ဒီ Hyman ကနော်ဒီ Hyman ဒီအမေးပါလေးဟာသူ့ဟာသူလဲကွဲသွားတယ်ပြဲသွားတယ်ဆိုတာမျိုးဖြစ်တတ်တယ်ဘလို့ခါမျိုးတွေမှာပို့ဖြစ်တယ်သူကလည်းသူဖြစ်တယ်ဖြစ်တယ်လို့ဘလို့ခါမျိုးတွေမှာပို့ဖြစ်တယ်လဲဆိုတော့ tampon နော်အမျိုးသမီးတွေယာတီလာလို့ tampon ထည့်တဲ့အခါမှာပြဲသွားမယ်နောက်တစ်ခုက sports တွေလုပ်တယ်ဘောလုံးကန်တယ် gym သွားတယ်เนาะဒီ stretch တွေလုပ်တယ်ဒီဟာနေရနေလေပြဲသွားကွဲသွားတာမျိုးရှိရပဲเนาะအဲ့ဒါတွေကဘာမှအန္တရာယ်မရှိဘူးဒါတွေကိုမလုပ်ရဘူးလို့ကျွန်မပြောတာမဟုတ်ဘူးဒါဟာ normal ပဲပုံမှန်ပဲလို့ပြောပြတာအဲ့တော့သဘောတရားကကျွန်မပေးချင်တဲ့ message ကဒီ Hyman တနည်းအားဖြင့်ဒီအမေးပါးလေးကွဲသွားတယ်ပြဲသွားတယ်ဆိုတာဟာအမျိုးသားနဲ့နေမှကွဲတာပြဲတာမဟုတ်ဘူးလို့ဆိုလိုချင်တာဒါကြောင့်မို့ဒီအမေးပါလေးမရှိဘူးကွဲနေတယ်ပြဲနေတယ်ဆိုတာနဲ့ဒီအမျိုးသမီးဟာအမျိုးသားတယောက်နဲ့နေဘူးတယ်တယောက်မကနေနေဘူးတယ်လို့ကျမတို့ပြောလို့မရအဲ့ဒီလို conclusion ဆွဲလို့မရဒါပထမတစ်ချက်ပေါ့နော်နောက်တစ်ချက်ကပါလဲဆိုတော့တချို့ culture တချို့ daily ထုံးစံတွေမှာရှိတယ်နော်ပထမဦးဆုံးအမျိုးသားနဲ့နေတဲ့အခါမှာသွေးထွက်တယ်သွေးထွက်မှဒါမှအပြူစစ်တယ်ကျမတို့လည်းကြားလဲကြားဘူးတယ်ဖတ်လဲဖတ်ဘူးတယ်ရုပ်ရှင်တွေထဲမှာတော့မြင်ဘူးတယ်ဟုတ်တယ်မလားဟာခါတယ်ဟိုဘယင်တို့တချို့ဘာကြီးညာကြီးပေါ့နော်ဒီလိုဟာမျိုးကြီးတွေနဲ့သူတို့လက်ထပ်တဲ့ခါမှာဘာဖြစ်လဲဒီသူတို့ရဲ့ဒီမှုရပေါ်မှာ bed sheet အဖြူကြီးတွေခင်းထားတယ်ခင်းထားပြီးတဲ့ခါကျမှညကြရင်ဘယင်နဲ့အိတ်ထားပါတော့ဘယင်ဆိုရင်လည်းအိတ်ပြီးတော့ခါကျမနေ့ကျရင်ဘယင်ရဲ့လူတွေကလာကြည့်သေးတယ်လीလာကြည့်ပြီးတော့ဟိုမှာသွေးစင်းနေတဲ့အပြိုစစ်တယ်သွေးမစင်းဘူးဆိုတော့သွားပြီဒီကောင်မလေးတော့နော်အပြိုမစစ်ဘူးလို့ပြောခံရပြီဟုတ်တယ်မလားဘယင်ကကန့်တင်အောင်တတ်ပြသေးတာဟုတ်တယ်မလားအဲ့တော့ဒီလိုကာချာမျိုးတွေကတော့အရင်လုံးကလည်းရှိခဲ့မှာပေါ့နော်အဲ့တော့အဲ့ဒါဟာအမှန်တော့မှားနေတယ်ဆွဲလန်းတစ်ခုပဲကျမပြောချင်တာကအပြိုဘလောက်ပဲစစ်စစ်တနည်းအားဖြင့်เนาะတခါမှအမျိုးသားနဲ့မနေခဲ့ဘူးပေမဲ့ပထမဦးဆုံးနေတိုင်းတွေးထွက်ကြတာမဟုတ်ဘူးလူတိုင်းတွေးမထွက်ဘူးကျမပြောချင်တာအဲ့တော့တွေးထွက်မှအပြိုစစ်တယ်ဆိုတာလည်းမမှန်ဘူးနောက်တစ်ခုကဘာလဲဆိုတော့ကျမတို့လို့ပေါ့နော်တာဖွားမီရဲ့အထုကိုတယ်
ဒီလိုလူတွေကနေပြီးတော့နော်ဒီလိုလူတွေစီမှာသွားစစ်လို့ဒီလိုဆရာဝန်ကြီးတွေစီမှာသွားစစ်ပြီးတော့အပြိုစစ်လားမစစ်လားပြောပြပေးလို့ရသလားဆိုတော့အဲ့ဒီဟာလည်းအတိအကျကျမတို့ပြောပြပေးလို့မရဘူးခုနကတော့ပြောသလိုလေကျမတို့က high man ရှိဒီလိုကြည့်ပြီးကြမ်းကြည့်ပြီးတဲ့အခါကျဟာဒါကတော့အပြိုပဲဒါကတော့အပြိုမဟုတ်ဘူးဒီလိုပြောလို့ရတဲ့ဟာမဟုတ်ဘူးတနည်းအားဖြင့်ပြောရရင်ဒီ losing virginity ဆိုတာ medical condition မဟုတ်ဘူးဒါ social construct တစ်ခုပဲ virginity ဆိုတာဒီအပြိုစစ်ချင်းမစစ်ချင်းဆိုတာ social construct တစ်ခုပဲ medical condition မဟုတ်ဘူးတနည်းအားဖြင့်ယောဂလည်းမဟုတ်ဘူးဒါပြဿနာလည်းမဟုတ်ဘူးနော်စစ်ကြည့်လို့လည်းဒီအောက်ကနေစစ်ဆန်းသက်စစ်ကြည့်လို့လည်းဘယ်တော့မှ 100% မှန်မှာမဟုတ်ဘူးအဲ့တော့ဟုတ်ပြီကဲမှန်ဆရာမဘာပြောမှန်ကျွန်တော်တို့ကတော့သိချင်တယ်ကျမတို့ကတော့သိချင်တယ် okay နော်ဒါကတော့ကိုယ့်ရဲ့right ပဲပေါ့နော်အဲ့တော့ right ဆိုတဲ့နေရာမှာကျွန်မထပ်ပြောချင်တာက privacy ဆိုတာကိုနားလည်ရတယ် privacy ဆိုတာဘာလဲဆိုတော့လူတဦးတစ်ယောက်ချင်းရဲ့သီးသန့်လွတ်လပ်စွာနေထိုင်နိုင်တဲ့အခွင့်အရေးလေးပဲတနည်းအားဖြင့်သီးသန့်လွတ်လပ်စွာနေထိုင်နိုင်တဲ့နေရာလွတ်လေးတစ်ခုဒါလူတိုင်းမှာရှိတယ်တနည်းအားဖြင့် basic right လို့ခေါ်တယ်တနည်းအားဖြင့်ဒီလူတဦးတစ်ယောက်ချင်းရဲ့သီးသန့်လွတ်လပ်စွာရပ်တည်နေထိုင်နိုင်တဲ့နေရာလွတ်ကလေးတစ်ခုဟာလူတိုင်းအတွက်ရှိတယ်အဲ့ဒါဟာ privacy or basic human right အဲ့ဒီ privacy ကြောင့်no one is entitled to know about someone else's sexual history without a consent. ပြန်ပြောမယ်နော် No one is entitled to know about someone else's sexual history without a consent. Okay? တဘောကပါလေဆိုတော့လူတစ်ယောက်ကဘယ်သူနဲ့အိပ်ဖူးတယ်ဘယ်ညာနဲ့အိပ်ဖူးတယ်ဘယ်အပြိုစစ်တယ်မစစ်ဘူးဒီလို history တွေကိုတခြားတစ်ယောက် no one ဆိုတဲ့ means ယူမဲ့ယောက်ျားမပြောနဲ့အဖေအမေဘယ်သူပဲဖြစ်ဖြစ်သိစရာအကြောင်းသိလို့မရဘူးသိစရာအကြောင်းဖြစ်ဘာလို့လဲအဲ့ဒီအမျိုးသမီးဒါမှမဟုတ်ရင်အမျိုးသားရဲ့ privacy ကို respect ပေးရမယ်သူတို့ရဲ့ဒါ basic right ဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပြီ consent မရှိရင်သိလို့မရဘူးလို့ပြောတာနော်ဟုတ်ပြီဒါဆိုရင်က consent ရှိတယ်ကျွန်တော်ကပြောလိုက်တယ်နော်အဲ့ဒီကျွန်တော်ယူမဲ့အမျိုးသမီးကိုငါမင်းကိုအပြိုစစ်မစစ်မဲ့အပြိုစစ်ယူမယ်အဲ့တော့ तू ကစစ်လို့ပြောတယ်အဲ့တော့ဒါဟာ consent လား consent ဆိုတာဗာလေသဘောတူညီချက်အဲ့တော့စစ်မယ်လို့ကျွန်တော်ကပြောလိုက်တော့ तू ကစစ်လို့ပြောတယ်ဆိုတာ consent မဟုတ်သေးဘူးအဲ့တော့ consent လို့ပြောဖို့ဆိုတဲ့အခါမှာเนาะတနည်းအားဖြင့်သဘောတူညီချက်ဆိုအပြည့်အဝပေးတယ်လို့အပြည့်အဝဖြစ်မဖြစ်ဆိုတဲ့အခါမှာပြည့်စုံရမယ့်အချက်လက်တွေရှိသေးတယ်ဘာတွေရှိရမလဲဆိုပထမအောင်ဆိုဒီအမျိုးသမီးဟာဒါမှမဟုတ်အမျိုးသားကိုစစ်မယ်ဆိုလဲအမျိုးသားပါပေါ့နော်ဒါပေမဲ့အမျိုးသားကိုတော့ဘယ်သူမှအစစ်လေးမရှိကြပါဘူးအမျိုးသမီးကိုပဲစစ်ကြဟုတ်တယ်မလားအဲ့တော့ဒီအမျိုးသမီးဟာ understanding ရှိရမယ်နားလေရမယ်ဟာသူပမာစကားနားလေတာပဲဒါမှမဟုတ်အင်္ဂလိပ်လိုပြောလဲအင်္ဂလိပ်စကားနားလေတာပဲဒါသူနားလေတာအဲ့ဒါမျိုးနားလေတယ်လို့ခေါ် understanding ဆိုတာနော်အခုကျမပြောသွားတဲ့ဟာတွေကိုနားလေရမယ်သူ့ရဲ့ right ကိုသူနားလေရမယ်She must know that she can say no. She must know that nothing's wrong with saying no to that request. တနည်းအားဖြင့် no လို့ပြောတာဟာမစစ်နိုင်ဘူးလို့ပြောတာဟာတိတ်ခါကြတာလည်းမဟုတ်ဘူးเนาะဘသူကိုမှလည်းဘသူရဲ့ right ကိုမှလည်းသူ invade လုပ်နေတာမဟုတ်ဘူးဘသူကိုမှလည်းဆန့်ကျင်နေတာမဟုတ်ဘူးဒါသူ့ရဲ့အခွင့်အရေးပဲဆိုတာကိုသူနားလည်ရမယ်နံပါတ်1เนาะအဲ့တော့ဒါ understanding နဲ့သူ့ရဲ့ right ကိုသိရမယ်နောက်တစ်ခု voluntarily နော် voluntarily အဲ့တော့ तू ကဟုတ်ပြီကျမတို့ culture တွေမှာမရှိလဲဆိုတော့ no လို့အမျိုးသမီးကပြောချင်ပေမဲ့နော်မပြောရဲဘူးဘာဖြစ်လို့လဲဟာအဖေမေကစိတ်ဆိုးပါပေါ့ဘာလို့လဲနေငါတို့နောက်ွယ်မှာမဟုတ်တာတွေလုပ်ထားလို့လားလိုက်ပြီးတော့တခြားရေးစားတွေနဲ့အိတ်ထားလို့လားအမျိုးသားကလည်းမယုံမကြည်ဖြစ်မှာပေါ့သူ့ရဲ့ပတ်ဝန်းကျင်ကဟင်းအပြိုမစစ်လို့အစစ်မခံရတာပေါ့ဟုတ်တယ်မလားဒါမျိုးတွေပြောမှာကြောက်ပြီးတော့လက်ခံရတယ်အဲ့ဒါဟာ voluntarily လက်ခံတာမဟုတ်ဘူးအဲ့ဒါဟာ consent မဟုတ်ဘူးအဲ့ဒီဘေးက pressure တွေကြောင့်နော်ဘေးက pressure တွေကြောင့်နော်ဒါတွေကိုကြောက်ပြီးတော့နေရတဲ့အမျိုးသမီးတွေကိုဘာလို့ခေါ်လဲဆိုတော့ vulnerable woman တွေလို့ခေါ်တယ်ဒီ pressure တွေနဲ့နေရတဲ့အမျိုးသမီးဟာ vulnerable ဖြစ်တယ်တနည်းအားဖြင့်အဲ့ဒီလိုမျိုးပဲမတရားတောင်းဆိုမှုတွေကိုလိုက်လျောရတယ်အဲ့ဒါ vulnerability ပဲเนาะတနည်းအားဖြင့် power imbalance ပေါ့နော်အပြင်က pressure တွေအဲ့ဒီ social pressure တွေ cultural pressure တွေကိုမတွန်းနိုင်လို့လိုက်လျောရတာမျိုးဟာဒါ power imbalance အတွက် consent ပေးလိုက်ရတာတနည်းအားဖြင့် consent အစစ်အမှန်မဟုတ်ဘူးသူ့ရဲ့ရင်ထဲကလိုက်လဲပေးတဲ့ခွင့်ပြုချက်မဟုတ်ဘူးเนาะနောက်တစ်ခုသူ့မှာ decision make လုပ်နိုင်တဲ့တနည်းအားဖြင့်ဆုံးဖြတ်ချက်ချနိုင်တဲ့ capacity လည်းရှိရမယ်တတ်တည်လည်းရှိရမယ်เนาะဥပမာเนาะဒီအမျိုးသမီးကเนาะပြော
no တော့ပြောချင်ပေမဲ့မပြောရဲဘူးခုနကျမပြောသွားတာတွေကိုတေးသေးချာချာနားမလဲဘူးဒါမှမဟုတ်ရင်သူဟာအသက်မပြည့်သေးဘူးဒါမျိုးတွေပေါ့နော်ဒီဟာမျိုးတွေနဲ့မပြည့်စုံဘူးဆိုရင်ဒီ decision ကိုလုပ်နိုင်တဲ့ capacity လည်းရှိမနေဘူးပေါ့နော်အဲ့တော့အခုကျမပြောချင်တာက consent ရှိဖို့လိုတယ်နော်အမျိုးသမီးတစ်ယောက်ရဲ့ virginity ကိုစစ်ဆေးချင်တဲ့အခါမှာအဲ့ဒီ consent ဆိုတာလေအခုပြောချင်တဲ့ အခုပြောလိုက်တဲ့ criteria တွေနဲ့ပြည့်စုံဖို့လိုတယ်ဒါကတော့ဒါဆေးပညာအရာကျမမျှဝေပေးလိုက်တာပေါ့နော် personally ပေါ့နော်ကျမရဲ့ personal opinion ပြောရရင်တော့ကျမမှာတော့အရွယ်ရောက်ပြီးသားသားလေးတစ်ယောက်ရှိတယ်ဒီသားကကျမကိုကဲဒီနေ့လာပြီးပြောမယ်မေမေကျွန်တော်တော့ဒီ main ကလေးကိုနော်လက်ထပ်တော့မယ်ဘာလို့လဲဆိုတော့ तू ကအပြိုလဲစစ်တယ်ဘိုင်းကောင်းချောက်ဖိလဲဖြစ်တယ် main ကလေးလဲပြီးသားတယ်ဒါကြောင့်မို့ကျွန်တော်တော့လက်ထပ်တော့မယ်လို့ပြောရင်ကျမသူ့ကိုမေးခွန်းတစ်ခုပြန်မေးမယ်တာအဲ့ဒီ main ကလေးကအပြိုလဲမစစ်ဘူးဘိုင်းကောင်းချောက်ဖိလဲမဟုတ်ဘူးလိမ္မာရေးချလဲမရှိဘူးဆိုရင်မင်းလက်ထပ်နိုင်မှာလို့နော်အေးအဲ့ဒီအချက်အလက်တွေပြည့်စုံမှမင်းလက်ထပ်နိုင်တယ်ဆိုရင်တော့မင်းပြန်စဉ်းစားပါအဲ့ဒါမင်းကိုမင်းပို့ချစ်နေတာအဲ့ဒီ main ကလေးကိုချစ်တာမဟုတ်ဘူးလို့ကျမဆိုရင်တော့အကြံပေးချင်တယ်နော်ဒီကနေကျမ main ကလေးတွေကိုပေးချင်လိုက်တဲ့ ပေးလိုက်ချင်တဲ့ message ကတော့နော်သမီးတို့ရေအမျိုးသားတစ်ယောက်ကကိုယ့်ကိုချစ်တယ်လို့ဘယ်လောက်ပြောအပြိုစစ်မှလက်ထပ်နိုင်မယ်ဟိုဟာဖြစ်မှလက်ထပ်နိုင်မယ်ဒီဟာဖြစ်မှလက်ထပ်နိုင်မယ်ဆိုရင်တော့အဲ့ဒီအမျိုးသားဟာကိုယ့်ကိုချစ်တာတဲ့သူ့ကိုယ်သူပို့ချစ်နေတာဟာပို့နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအိမ်တော်ကြီးဟာ power balance ဖြစ်တဲ့ငြိမ်းချမ်းတဲ့တရားမျှတတဲ့အိမ်တော်ကြီးဖြစ်ဖို့ဆိုတာကတော်ခဲရင်ပါလိမ့်မယ်မဖြစ်ဘူးလို့တော့မပြောပါဘူးတချို့ကတော့အဲ့ဒီလိုအနေထားမျိုးနဲ့စပြီးတော့နောက်ပိုင်းချစ်သွားလို့ကံကောင်းသွားတာမျိုးဖြစ်နိုင်တယ်เนาะအန်တီသမီးဆရာမရဲ့သမီးသာဆိုရင်တော့ကျမကတော့ထပ်ပြီးတော့စဉ်းစားဖို့အဲ့လိုအခြေအနေမျိုးဆိုရင်ထပ်ပြီးစဉ်းစားဖို့ကျမကတော့အကြံပေးမိပါပဲเนาะဒါကတော့သားသမီးချင်းကိုချင်းစာပြီးတော့ main ကလေးတွေအတွက်ပေးလိုက်တဲ့ message ပါအဲ့ဒါနဲ့ပဲနေချင်သလိုနေထိုင်ချင်သလိုထိုင်အပြိုစစ်မစစ်အတွက်ဂရုစိုက်စရာမလိုဘူးဆိုတဲ့ message မဟုတ်ဘူးအဲ့ဒါကိုတော့ကွဲပြားနားလည်စေချင်တယ်ဒါပေမဲ့ကျမပေးလိုက်ပြောလိုက်တဲ့ message ကတော့မေတ္တာတရားစစ်မှန်တဲ့မေတ္တာတရားကိုအခြေခံပြီးတော့တည်ထောင်တဲ့အိမ်တောင်ရေးကိုလိုလားတဲ့ main ကလေးတွေအတွက်ပေးလိုက်တဲ့ message ဖြစ်ပါတယ်အဲ့တော့လူတိုင်းကစစ်မှန်တဲ့မေတ္တာတရားကိုအခြေခံပြီးတော့တရားမျှတတဲ့ပျော်ရွှင်စရာကောင်းတဲ့အိမ်တောင်ရေးလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်